ကဲဒီမှာလင်းနေရတော့ဒီမှာနင်းတော့နင်းတယ်ဦးနိုလေးပြတ်လွှမ်းမလားအဲ့မှာလင်းတောက်ချောက်တော့လိုက်တော့နင်းမလားရှင်းပါလေဖန်ရီရောရှိနေသေးတယ်တစ်ချက်တက်နှစ်ချက်တက်တဲ့ကြားထဲမှာ3ချက်4ချက်အဲ့ try beef နဲ့ fan လေးပဲလည်းကတ်တော့နေတာဆိုတော့လေမျိုးလေးပဲတက်နေကိုကြည့်တဲ့လန်ဘိုကတော့အန်ဂျလာနောက်ဆုံးချက်နဲ့ရှော့သွားပါဘူးဖလကာလေးပုံပြနေတာပတ်လိုက်နေမှာလင်းနောက်နေ့ဆိုတိုင်းမှာ Hero Gear 1-1ပဲเนาะ even ပဲအဲ့မှာ Labo Break Fighter Lane Shake က Bracelet တွေရိုက်တယ်ဆိုနောက်ဆုံးမှာ Fanny oh my god Fanny အဲ့မှာเนาะ Lambo ဟိုအေယိုလေးကူလို့เนาะနောက်မှတော့ဆက်ရတယ်เนาะအဲ့မှာတော့ Granger တော့ Joy Electron P နဲ့ Warrior တက်ပိတ် Angela ပတ်တက်ပူးဆို Fanny ကတ်လို့တဲ့ဝင်ပိုင်းတော့အစီပြန်ပြတ်သွားပြီးတော့ကြားထဲမှာ Straight Cable တော့ဆွဲလိုက်တဲ့ပတ်ကျွေးကြားထဲမှာ Lambo တော့လည်းညောင်းနေတော့မယ်ဆိုတော့လေဒီမှာ Grow လေးကတော့ Baby Hairline Flicker လေးတော့ပြေးတိုင်း New Kit တဲ့စူပါနှက်ကောင် Flicker လေးရှောင်ပြတာနဲ့အေယိုဒီမှာဝင်ပူးတိုင်းဆိုကြားထဲမှာ Labo Resistance နဲ့ဟိုဘက်ကတော့နောက်ဆုံးပြန်ချောင်း TikTok ကွက်နဲ့တော့လူရော decide တဲ့ဝိုင်းပြပေးမယ်လေလင်းနေတော့ဒီမှာချောင်းတော့လေမြင်တော့တက်တော့နေရောဒီမှာ Fanny ဝေးပြပဲစိတ်ကပဲဆွဲ energy တော့လည်းကုန်သွားဆိုတော့ကြားထဲမှာ Baby Ranger တော့စုံနေတာတော့ဆိုတော့ချုံစစ်ပေးထားတယ်ကဲခါတော့နေချက်ဒီကောင်နဲ့ပြတ်သွားပြီနောက်မှချိန်နေတော့အေရောတော့တက်တော့ပူးတယ်ဆိုတော့ကြားထဲမှာ Suit Trade ကပြန်ပြတ်သွားပြီဆိုတော့ကြားထဲချောင်းတော့ Wheel Drag ကို Flicker လေးနဲ့ဟိုဘက်ကတော့ပြန်ပစ်ထုတ်ခဲနေပြီအောင်လားမလို့အားရ Baby Hairline Granger စုံနေတာနောက်ဆုံးချက်မှာအန်စီဒီကောင်နဲ့ကျန်တော့အာဒီမီနဲ့ဖြတ်တော့ပြစ်ထားဆိုတော့ကြားထဲမှာ Granger Granger လေး Suit Trade မှာရောက်လာပြီဆိုတော့ချောင်း The Wheel Drag ကိုပြန်ပြကန်လာအေရောတော့ချောင်းတော့ Final ကတော့တက်တော့ပိုင်းမှာကျလ Break Fighter မှာ Wall ကထတော့ချက်တက်ပြောဝင်နာမှာကလန် Resistance ရိုက်ပြီးရန်ဆိုတော့နားတော့ထတော့ချက်ကို Flicker နဲ့ပြီးတော့မပြီးတော့ဆိုမဲ့ပုံမိုးတော့ရှားသွားပြီနော်ဆိုလည်းမှာအေရောတော့တော့မှာအန်စီရဲ့ပြတ်ခွက်ချက်တွေနဲ့ပြန်ပြပဲ Suit Trade အန်စီကပြန်ပြည့်နေပြီဆိုတော့ကြားထဲမှာအော် Suit Trade ကတေသွားပြီနော်ကဲဒီမှာစိုက်ကြည့်တယ်အားရခြုံထဲဝင်လာတာမှားတာဗောတာကြီးက Flicker ရမလို့ပဲပေးလိုက်ဆိုတော့လင်းတဝေး Drag ကိုအော် Electron Beat နဲ့ဒင်းမျိုးတွေပဲခြောင်တော့တက်တော့နေသွားပြီဆိုတော့ကြားထဲမှာနောက်ကအာရအန်စီကပြစ်တာနားထဲမှာ Lambo တက်ဆိုင်တော့ပြန်ပြောင်းပြစ်တာဆိုပဲတတော်နေချက်က Surprise ဝင်လာတဲ့ Uno တကောင်နဲ့ပဲကြံတော့ပဲဘာလဲလုံးနဲ့မီနီယံမတက်ပြီးတော့ပွင့်သွားရင်လည်းပဲဒင်းနော်အဲ့ပြန်နောက်ဆုံးတော့တင်းဝိုင်းအောင်တဲ့သူကဲနေမှာတူးမှလည်းတင်း F Backus တော့ယူရှေချိုးသွားခဲ့တယ်ပဲကဲနေမှာတူးမှလည်းတင်း F Backus ထပ်မှန်ပြီးတော့ပြန်လဲအနိုင်ရရှိတာနော်ပြန်လဲအနိုင်ရရှိသွားခဲ့နေပဲ1-1ဆိုတော့ရလက်လေးနေရတော့ဘိနေမှာ3တော့ရှောက်စီသွားခဲ့ပါပြီတားရုံရေး